မင်္ဂလာပါ Teacher Scholarship တွေနဲ့ပတ်သက်ပြီးတော့အများနဲ့ပြောပြလေးရှိရပါတော့ဒါပေမဲ့ဒီနေ့ပြောပြသွားမှာကတော့ကာလကြိုပေးတဲ့ Scholarship Exchange Program တွေလို့ Foreign သွားတက်ရတဲ့ Program တွေလိုမျိုးပြောပြပေးသွားမှာဖြစ်ပါတယ် Teacher အနေနဲ့ဒီလိုမျိုး Scholarship Exchange တွေကအများကြီးတော့ Teacher ရဘူးတယ်ပေါ့နော်Teacher ဒီလိုscholarship ပုံစံမျိုးနဲ့ဆိုရင် New Zealand တို့เนาะပြီးလို့ရှိရင် Korea Japan US တို့ share သွားဘူးတယ်ပေါ့နော်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်သူ့ရဲ့ program မှာကဒီ coverage ပေါ့နော်ကတော်တော် teacher သွားတဲ့ program တွေတော်တော်များများတော့ 100% coverage ပေါ့နော် visa လေယာဉ်လက်မှတ်ကအစအကုန်လုံးသူတို့ဘက်ကထောက်ပံ့ပါတယ်အဲ့တော့ share ရတဲ့ process ကဘယ်လိုလဲဆိုတော့သူတို့မှာ opening time ပေါ့နော်တချို့ program တွေဆိုလို့ရှိရင်တစ်နှစ်မှာ2ခါခေါ်ရရှိရတချို့ဆိုတစ်နှစ်မှာ1ခါခေါ်ရရှိရခေါ်လေးခေါ်ထားရှိရဟာတွေကအများနဲ့နှစ်တိုင်းရှိရပေါ့နော်ပြီးလို့ရှိရင်နောက်ထပ် category အရခွဲရမယ်ဆိုရင်တော့နှစ်မျိုးရှိတတ်ကြတယ်ပေါ့နော်တစ်ခုကကြတော့ဒီလူငယ်တွေပေါ့နော်လူငယ်တွေဆိုရင်တော့ maybe 15 to 17ကနေစပြီးတော့25အထိကိုသူကဒါလူငယ် exchange program လိုမျိုးကိုပို့ပြီးတော့ focus ထားပြီးတော့ခေါ်တာမျိုးပေါ့နော်အဲ့လို exchange တွေကြတော့သူတို့ကနိုင်ငံခြားကိုရောက်တဲ့ခါကျရင်ကျောင်းနေပြီးလို့ရှိရင် intern လိုမျိုးပေါ့နော်ပြီး organization ရဲ့အလုပ်လုပ်ပုံတွေကိုမျိုးလေ့လာပြီးတာမျိုးရှိတယ်ပေါ့နော်နောက်တစ်မျိုးပေါ့ teacher သွားတဲ့များသောအားဖြင့် program တွေကကြတော့စီးပွားရေး focus တွေများပါတယ်နည်းနည်းဒီ experience ပေါ့ work experience ရှိပြီးသားလူတွေကို target ထားပြီးတော့ပို့တဲ့ program တွေပေါ့နော် minimum 1 to 2 years experience ရှိတဲ့သူတွေပြီးလို့ရှိရင်လုပ်ငန်းခွင်မှာပေါ့နော်position တစ်ခုရပြီးသားပြီးလို့ရှိရင်လုပ်ငန်းလုပ်နေတယ်ပေါ့နော်စလုပ်နေတဲ့သူတွေဒီလိုလူတွေကိုသွားပြီးတော့ exchange visit လိုမျိုးပို့တာမျိုးပေါ့နော်အဲ့တော့နိုင်ငံခြားရောက်သွားတဲ့ခါကျရင် teacher တို့ကဘာတွေလေ့လာရလဲဆိုရင်ဒီမှာတရုတ်ပြည်သွားရဲဆိုတော့တရုတ်ပြည်မှာရှိတဲ့စီးပွားရေးတွေပေါ့နော်လေ့လာရတယ်သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာမျိုးပေါ့နော်သူတို့ရဲ့စီးပွားရေးနဲ့ SME တွေဘယ်လိုလုပ်လို့လဲပြီးတော့နည်းပညာနဲ့ပတ်သက်ကြတွေဘယ်လိုသုံးလဲပေါ့နော်အဲ့ဒီ program တွေကိုသွားလေ့လာတဲ့အခါကျရင်ပုံမှန်ဆိုရင်သူတို့က schedule plan နဲ့တောက်လျှောက်ရှိတယ်ပေါ့နော်အဲ့အတိုင်းကိုက follow လုပ်ပြီးတော့မှလိုက်ပြီးတော့တက်ပြီးတော့မှ complete ဖြစ်ရမယ်ပေါ့နော်အဲ့တော့မလျှောက်ခင်ပေါ့နော် duration ကိုပြန်သွားရမယ်ဆိုရင် teacher ခုနပြောသလိုပေါ့ကိုကဘယ် category ထဲမှာကိုကပါနေလဲပေါ့နော်ပြီးရင်requirement ကိုကြည့်ပေါ့နော်ကိုမှာသူတို့တောင်းတဲ့ requirement ရှိလားပေါ့နော်သူတချို့ဆိုလို့ရှိရင်လေကျောင်းတက်နေစေကျောင်းသားကိုပြီးတဲ့ foreign ပေါ့နော် exchange scholarship တွေရှိပါတယ်ဒါကြောင့်မလို့ကိုကတေချာလေ့လာဖို့လိုတယ်ပြီးရင်များသောအားဖြင့်တောင်းတက်ကြတာပေါ့နော်ဒီ recommendation letter တို့ပြီးလို့ရှိရင်ကိုလုပ်နေတယ်ပေါ့နော် social impact လုပ်နေရဆိုလဲ social impact လုပ်နေတဲ့project တွေရဲ့ပေါ့နော် experience တွေတောင်းပါတယ်မတောင်းတာကတော့ခုနလိုမျိုးပေါ့နော် academic ဆိုရင်လည်းသူက academic record တွေ detail တွေမတောင်းပါဘူးဘာတက်ခဲ့လဲကိုယ့်ရဲ့ education background တော့တောင်းတယ်ပေါ့နော်ဒါပေမဲ့ဥမာ English requirement အဲ့ဒါတွေပါတယ်သူတို့မတောင်းကြတာများပါတယ်နော်အဲ့တော့သူတို့တောင်းတဲ့ document တွေကို submit လုပ်ပါလုပ်ပြီးသွားတာနဲ့များသောအားဖြင့်ပေါ့နော်ကျတို့ website တွေမှာတွားပြီးတော့ submit လုပ်ရများတယ် email ပို့ပြီးတော့ submit လုပ်ရများတယ်ပေါ့နော် deadline မတိုင်ခင် submit လုပ်ပြီးသွားတာနဲ့ရွေးခံရပြီဆိုရင်တကယ်လို့တချို့ပေါ့နော်ဒီ selection ရွေးခံရဆို interview step ရှိပါတယ်များသောအားဖြင့်ရှိကြတာများတယ်ပေါ့နော်အဲ့တော့ interview step ရှိတယ်အဲ့ interview stepကိုမရဘူးဆိုရင်တော့လည်းဒါ rejection ပေါ့နော်ကိုကမလာရွေးခံရဘူးဆိုတော့ email မျိုးရတယ်ပေါ့နော်တကယ်လို့ရွေးခံရပြီဒါပေမဲ့ interview ဖြစ်ရအောင်မယ် interview stage တစ်ခုကျန်သေးရဆိုရင်လည်းသူတို့ကslot ရွေးပါပေါ့နော်ဒီ program ကိုနေမှာတော့ final selection ရွေးခံရပါဆိုပြီးပြောတော့ပေါ့နော်အဲ့ခါကျရင်တချို့တို့များသောအားဖြင့်ပေါ့နော်နိုင်ငံခြားခေါ်တာဖြစ်တဲ့အတွက်တချို့ဆို online interview တွေပဲဖြေရများတယ်ပေါ့နော်တစ်ခုနှစ်ခုလောက်ပဲတချို့ဒီမြန်မာနိုင်ငံမှာသူတို့လာပြီးတော့ဖြေရအောင်နော် Japan program နဲ့ US program ကမြန်မာနိုင်ငံမှာ interview ဝင်ခဲ့ရပါတယ်ပြီးတော့မှဒီတခြား program တွေပေါ့နော်တခြား program တော်တော်များများ online ကနေပဲ interview ဖြေရများတယ်ပေါ့နော်အဲ့တော့ online မှာသူတို့ millimeter ရှိရတယ်လဲ teacher တင်ပေးထားတာရှိရပေါ့နော်ဘယ်လို interview ဖြေရမလဲအဲ့ဒါတော့အသေးစိတ်မပြောတော့ပါဘူးအဲ့တော့ interview ဖြေပြီးတော့မှ result ကိုစောင့်နေပေါ့နော်အဲ့တော့ဒါနှစ်ပတ်သုံးပတ်လောက်ကြာရင်တော့ဒါသူတို့ရဲ့ timeline အရာပေါ့နော်ကို inform ပြန်လုပ်တယ်ရွေးခံရပြီဆိုတာနဲ့ဒါ passport ready ရှိရမယ်လို့ပေါ့နော် visa process document process သူတို့ရဲ့ guideline တွေအကုန်လုံးကိုပြောပြပေးတယ်ပေါ့နော်အဲ့တော့ဒါကတော့ exchange scholarship နဲ့ပတ်သက်တဲ့ information လေးကို share လုပ်ပေးလိုက်တာပါ